တိုက်ပြီးမှနေရဆိုတာလဲကျွန်တော်တို့တရက်ဆိုလဲတရက်လိုက်ပေါ့နော်အလုပ်ရှိမှလဲဆင်ပြေမယ်ဝင်ငွေရှိမှလဲဟိုကောင်းတာပေါ့နော်ကဲဒီမှာရကျွန်တော်ကတော့အမိုက်တူခန့်ခွဲနေပါတယ်ခင်ဗျာတက်နေပါခင်ဗျာဒီမှာကဲဒီမှာအကြည့်လာဦးခင်ဗျာတိုင်းဆိုနေအမိုက်ကြီးပေါ့နော်ကြီးတဲ့နေမှာဟိုအမျိုးစားတွေခွဲနေပေါ့နော်ဒါဆိုရင်ခွဲပြီးသွားတဲ့အမိုက်မျိုးစားပေါ့နော်ဒါဆိုရင်စက်ကူကျွန်တော်ခွဲထားတယ်စက်ကူကအဲ့နောက်ထပ်လည်းရအောင်မယ်ပေါ့နော်ဒါဆိုရင်ဒါဆိုတော့ plastic အိတ်တွေမျိုးစားလိုက်နော်မျိုးစားလိုက်ဒီနောက်ဒါဆိုရင်ဒါကကျတော့ jet farm ပေါ့နော် jet farm အိတ်ထဲတာဖြစ်ပါလိမ့်မယ်ဒါဆိုတော့ဒါကျတော့အဲ့တော့ကော်ဘူးကွန်နေပေါ့နော်ကော်ဘူးကွန်ထည့်ရတယ်အပြီးလို့ရှိရင်ဒီဟိုပြန်ကြည့်ရတယ်တစ်ချက်ပြန်ကြည့်ရဒါဆိုရင်ဒီတန်ဘူးတွေကဒီလိုအခွန်ခွာပြီးမှလေဒီအဖုံးကတ်ထားတဲ့စက်ကူခွာပြီးမှဒီပြားပြီးလို့ရှိရင်ဈေးပိုရပြတူဒါကြောကျိုးပြတာကြောကျိုးတွေကိုကျွန်တော်စီးပြီးမှပဲနော်အဲ့နဲ့တွတ်လိုက်တယ်ဗျာဒီအလုံးတွေကျတော့ဒါတွေကျတော့မတန့်နေပြဒါတွေကျတော့မတန့်နေဘူးဒီနေ့လည်းပြီးတော့မှာမဟုတ်ဘူးမပြန်မှပြီးမလားမသိဘူးနော်ကဲဒါတွေကျတော့ဒီမှာကျွန်တော်ပြောတဲ့နော်သူကျအိတ်နော်ခုနှစ်မျိုးဆိုတာလေတစ်မျိုးနှစ်မျိုး3 4 5 6ခုနှစ်မျိုးနော်ခုနှစ်မျိုးဆိုတာတို့ဒါတွေဆိုရင်ဈေးလိုက်လို့ရှိရင်ပါခဲ့တဲ့အိတ်အမျိုးသားပေါ့နော်ဒါကျွန်တော်တို့ဗာလဲဂိုင်းအိတ်ပြော့လေးနော်အိတ်ပြော့လေးတွေကတက်ထုတ်ပေးရတယ်ဒါဆိုရင်ဒါကျတော့ဒီဟာမျိုးကျတော့အိတ်အမှာပေါ့နော်အိတ်မှာတက်ထုတ်ပေးရတယ်သူကအမျိုးစားတူပါပေါ့နော်ထုတ်ပေးရတယ်နောက်ဒါကျတော့ဒီတန်ဘူးမှာကတ်တဲ့အိတ်တွေဗျာနော်ဒီတန်ဘူးကတ်တဲ့အိတ်တွေတက်ထုတ်ပေးရတယ်ခင်ဗျာအဲ့ဒီဟာကျတော့ဗျာဒါကျတော့အိတ်ပြော့ဗျာဒါကျတော့အိတ်အပြော့စားနော်မဒီကောင်ကျတော့ကျွတ်မိတာမျိုးနော်အဲ့လိုမျိုးကျွန်တော်ခွဲပေးရမြာစိတ်ရှိလက်ရှိကိုခွဲပေးရပေါ့နော်အဲ့ပြီးရင်ကျွန်တော်ကဒီအလုပ်ကကျတော့ဝါသနာလည်းပါဗျဝါသနာပါတာတကြောင်ရယ်နောက်တစ်ခုကအလုပ်မရှိရင်အားမနေတဲ့တကြောင်ရယ်ပေါ့နော်အဲ့ဒီကြောင်ပါတယ်နောက်တစ်ခုကသူမတိုက်ပြီးမှနေရဆိုတာလဲကျွန်တော်တို့တရက်ဆိုလဲတရက်လိုက်ပေါ့နော်အလုပ်ရှိမှလဲဆင်ပြေမယ်ဝင်ငွေရှိမှလဲဟိုကောင်းတာပေါ့နော်အဲ့လိုပေါ့နော်အဲ့တော့ကျွန်တော်ကဒါလေးကိုဒီပြည့်ရက်တင်မှာကျွန်တော်ဒါတွေကိုခံခွဲပြီးမှအားလုံးကိုအိတ်တွေခွဲပြီးမှပဲလောက်တာဖြစ်ပါတယ်ခင်ဗျာပြီးလို့ရှိရင်ကျွန်တော်ဒီဟာကျတော့ဟိုပတ်စံနေထားနေဆိုရင်ဘယ်လောက်ရလဲဆိုတော့ကျွန်တော်ဘယ်လောက်ရမလဲဆိုရင်ကျွန်တော်ဟိုထိုင်းပန်းငွေတွေတော့မပြောတော့ဘူးနော်ဒါပေမဲ့ကျွန်တော်ဈေးဘိုးကျွန်တော်တို့6ရက်ဟိုတရက်သွားတယ်ဗျာဈေးဘိုးတွေ6ရက်သွားတယ်အဲ့6ရက်စာဈေးဘိုးနဲ့တွက်ညီရဗျာကျွန်တော်ဒါအားလုံးကိုရောင်းမယ်ရောင်းပြီးရှင်ရတဲ့ပတ်စံနဲ့ကျွန်တော်ဈေးလိုက်မယ်6ရက်စားရတယ်ခင်ဗျာအဲ့ဈေးဘိုးနဲ့လေကဲကျွန်တော်နောက်ဗီဒီယိုမှာဆိုင်မှာတက်ရောက်တဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ထပ်တင်ပေးမယ်ဗျာအားလုံးတောင်းကြော်ကြည့်ပေးကြပါဦးခင်ဗျာဘိုင်